နောက်တဲ့သတင်းကိုဆက်ပြီးတင်ပြပေးကြပါမယ်ဒါကတော့ကျွန်တော်တို့နိုင်ငံမှာအကြောင်းမျိုးမျိုးကြောင့်မှတ်ပုံတွေမရှိတဲ့သူတွေမှတ်ပုံတွေပျောက်ဆုံးတဲ့သူတွေအိမ်တော်တောက်စင်မရှိတဲ့သူတွေအားလုံးကိုနိုင်ငံတော်ကနေပြီးတော့ဒါမှတ်ပုံတွေတကောင်စင်းစတဲ့အခြေအနေကိုကျွန်တော်တို့ဒါတွေမှတ်ပုံတွေရရှိဖို့ဆောင်းပြီးတော့မှာဖြစ်ပါတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဒါလောက်ကဝင်ကြီးပြောင်းဝင်ကြီးဦးမြင့်ကြိုင်ကပြီးခဲ့ရက်ကကျွန်တော်တို့ဒါအစည်းအဝေးမှာပြောဆိုခဲ့ပါတယ်ပြောဆိုတဲ့အခါမှာဒီနိုင်ငံသားစီစီကတ်နဲ့ unit ID ကတ်တွေထုတ်ပေးမဲ့အစီအစဉ်တွေကိုဒီလာမင်းစီမံချက်နဲ့အကောင့်ထဲပေါ်ဆောင်ရွက်တော့မှာဖြစ်ပါတယ်ဒါကလည်းနိုင်ငံတော်သမ္မတကြီးရဲ့ရက်တရားစီမံချက်ထဲမှာဒီအရာကြီးကျွန်တော်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်ဒါလည်းကျွန်တော်ကောင်းတဲ့အခြေအနေပါလက်ရှိမှာကျွန်တော်နိုင်ငံသားတွေမှာဒီနိုင်ငံမှာမွေးဒီနိုင်ငံမှာကြီးတဲ့ဖေးအမေဘာမှကျွန်တော်ဒီနိုင်ငံမျိုးရင်းတွေဒီမှတ်ပုံတွေမရှိတဲ့နိုင်ငံသားတွေအများကြီးပဲဗျနံပါတ်1ကအကြောင်းမျိုးမျိုးကြောင့်လက်ရှိမှာကျွန်တော်တဘာဝဘေးကြောင့်ဒီမှတ်ပုံတွေပျောက်ဆုံးတာရှိတယ်အိမ်တော်တကောင်စင်းပေါ့ဗျအလုံးသားလဲတယ်ဆိုတကောင်စင်းတွေပျောက်ဆုံးတာရှိတယ်နံပါတ်2ကကျွန်တော်တို့စစ်ပေးပြပကကြောင့်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကျွန်တော်တို့ကိုလိုယုံပြီးတော့ထွက်ပြေးလာတဲ့အခါမှာမှတ်ပုံတွေပါမလားတကောင်စင်းတွေပါမလားပြီးတော့ကျွန်တော်မျိုးထဲမှာရှိတဲ့ဒီလောက်ကယုံနေမီးရှို့ခံတာတွေတိုက်ခတ်ခံနေရှိတယ်အဲ့ရှိတော့တို့မှာကျွန်တော်တို့မှတ်ပုံတွေကအစပဲရှာမှမသိဘူးအစပဲရှာမှမသိဘူးကျွန်တော်မှတ်ပုံတွေမရှိတော့တွားလုံရင်လည်းရောက်တဲ့မျိုးနယ်ကဒီလောက်ကယုံနေတယ်လုံးမပေးဘူးဆိုတော့တို့မှလည်းအခက်အခဲရှိပါတယ်ဒါလည်းမှန်ပါတယ်ဒီအခြေအနေပေါ့ဒီလိုအခြေအနေအခက်အခဲတွေကြုံနေရတဲ့ကျွန်တော်နိုင်ငံသူနိုင်ငံသားတွေအားလုံးကိုဒီလောက်ကဝင်ကြီးကနေမှတ်ပုံတွေအားလုံးလုပ်ပေးမယ်လုပ်ပြီးတဲ့အခါမှာလာမင်းစီမံချက်နဲ့လုပ်ပေးမယ်ဒါကျွန်တော်တို့ရဲ့ဝမ်းသာကြပါကျွန်တော်တို့ဒီစီမံချက်နဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ကြိုးစားပါတယ်ပြီးကျွန်တော်လုပ်ပေးတဲ့အဆင့်ဆင့်ကိုလည်းကျွန်တော်တို့အဆင့်ဆင့်ကိုလည်းဒီလောက်ကဝင်ကြီးကပြောထားတာရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အချက်လက်တင်ပြပေးပါမယ်နံပါတ်1အသက်16နှစ်ပြည့်ပြီးတော့လည်းအကြောင်းမျိုးကြောင့်နိုင်ငံသားစီစီကပ်ပြမရှိသေးတဲ့သူအားလုံးကိုနိုင်ငံသားစီစီကပ်ပြရရှိအောင်လုပ်ပေးမယ်နံပါတ်2အသက်10နှစ်ပြည့်ကျောင်းသားကျောင်းသူတွေကျောင်းသူများနဲ့ဥပဒေနဲ့ညီနိုင်ငံသားစီစီကပ်ပြထုတ်ပေးရေးပြီးတော့ EID unit ID ကောက်ခြင်းလို့လုပ်ငန်းတွေကိုဒီလာမင်းစီမံချက်နဲ့လုပ်ပေးမယ်နံပါတ်3တဘာဝဘေးနဲ့အကြမ်းဖက်ဖြစ်စဉ်များကြောင့်အိမ်တော်စုလူရည်စင်းနဲ့နိုင်ငံသားစီစီကပ်ပြပျောက်ဆုံးတာတွေပျက်စီးတာတွေအထောက်အထားမပြည့်စုံတဲ့သူတွေအားလုံးကိုသက်ဆိုင်ရာဦးစီးမှုရုံးအဆင့်ဆင့်ကျွန်တော်တို့ချိတ်ဆက်ပြီးတော့ဒါ9ဦးကော်မတီဖွဲ့ပြီးတော့ဆောင်ရွက်ပေးပါမယ်တဲ့ဒါကအစိုးရရဲ့ရက်တရားကာလအတွင်းမှာကျွန်တော်အရှိန်အဟုန်နဲ့ဆောင်ရွက်ပေးပါမယ်လုပ်ငန်းပြည်စည်းခြင်းမရှိပါကလုပ်ငန်းကိုကျွန်တော်ထပ်တိုးပြီးတော့ဆောင်ရွက်ပေးသွားပါမယ်တဲ့ဒါသိကောင်းတဲ့ကျွန်တော်အစီအစဉ်ပြဘာကြောင့်လဲဆိုတော့ကျွန်တော်နိုင်ငံသူနိုင်ငံသားတွေမှာဒီနိုင်ငံမှာမွေးဒီနိုင်ငံမှာကြီးပြီးတော့အမှတ်ပုံတွေမကန်ရတဲ့မှတ်ပုံတွေကန်ခွင့်ဆုံးရှုံးနေတဲ့သူတွေအများကြီးပါပဲအပြီးလည်းပဲဒီကြားထဲမှာကျွန်တော်တို့နိုင်ငံသားတွေမဟုတ်ပါဘူးကျွန်တော်တို့အခြားသောနိုင်ငံသားဖြစ်ခွင့်ရှိတဲ့ကျွန်တော်နိုင်ငံသားတွေရှိပါတယ်ဒါတွေကိုလည်းကျွန်တော်တို့ဒီနိုင်ငံသားစီစီကပ်ပြရရှိဖို့အတွက်ဆောင်ရွက်ပေးမယ်လို့ကျွန်တော်တို့နားလည်ရပါတယ်အဲ့မှာတစ်ဆက်တည်းကျွန်တော်တို့ပို့ပြီးတော့ဝမ်းသာစရာကောင်းတာကကျွန်တော်တို့ဆိုရင်ဒါကျွန်တော်တို့ဆိုရင်ဒီကျောင်းမှာလာလုပ်ပေးတယ်မှတ်ပုံတွေကျောင်းမှာကျွန်တော်တို့ငယ်တော့ကျောင်းမှာမှတ်ပုံတွေလာလုပ်ပေးတယ်လာလုပ်ပြီးတော့တစ်ခါတည်းပြီးတယ်အဲ့မှာကျွန်တော်တို့ဒီကျမ်းမာရေးရပါတယ်ပြီးရင်ကျွန်တော်လောက်ကပါတယ်ပေါ့ပြီးအခြားသောဝန်ကြီးဌာနချို့လည်းပါပါတယ်ပါတော့ကျွန်တော်တို့မှာတစ်ခါတည်းကျောင်းမှာပဲတစ်ခါတည်းသွေးဖောက်လိုက်တယ်သွေးက O သွေးလား A သွေးလား B သွေးလားပေါ့တခါတည်းဖောက်ပြီးတခါတည်းကျွန်တော်တို့ register လုပ်ပြီးတခါတည်းရပ်ပိုင်းတွေမှတ်ပုံတွေထုတ်ပေးတယ်တခါတည်းပဲအဲ့အကြောင်းမှာပဲကျွန်တော်တို့ဓာတ်ပုံရိုက်ပေးတယ်တခါတည်းကတ်ပေးတယ်တိတ်ကောင်းတဲ့အစီအစဉ်ပဲလက်ရှိမှာလည်းကျွန်တော်တို့ဒီလာမင်းစီမံချက်ပေါ့လက်ရှိဒီလာမင်းစီမံချက်မှာဆိုရင်လည်းပဲဒီပုံစံလုံးမှာကျွန်တော်တို့လက်ရှိဒီတိုင်းပြည်နယ်မှာရှိတဲ့ကျောင်းတွေရှိတယ်မြို့ပေါ်မှာရှိတဲ့စာသင်ကျောင်းတွေရှိတယ်ရွာတွေမှာရှိတဲ့စာသင်ကျောင်းတွေရှိတယ်ဆိုရှိမယ်ရှိတဲ့အခါမှာကျွန်တော်တို့မြို့နယ်ကဒီလောက်ကအဖွဲ့တွေကျမ်းမာရေးအဖွဲ့တွေလာမယ်တက်ဆိုင်အဖွဲ့တွေလာမယ်လာပြီးတော့ကျောင်းမှာကျွန်တော်တို့အသက်10နှစ်အထက်ကျောင်းသားကျောင်းသူတွေအားလုံးကိုမှတ်ပုံတွေလုပ်ပေးမယ်မှတ်ပုံတွေလုပ်ပေးမယ်တပြိုင်တည်းလုပ်ပေးမှာပါကျွန်တော်တို့ one stop service နဲ့လုပ်ပေးမှာပါဒုတိယချက်ကတော့ကျွန်တော်တို့ဒီအနေနဲ့ရက်ကနေပြီးတော့ကျွန်တော်တို့ရွှေ့ပြောင်းနေရတဲ့နိုင်ငံသားတွေရှိတယ်တဘာဝပေးကြောင့်အင်အောင်သားစုစင်းတွေမှတ်ပုံတွေမရှိတဲ့သူတွေရှိတယ်အဲ့ဒီလူတွေအားလုံးပေါ့ဗျာခင်ဗျားတို့အဲ့ဒီလူတွေအားလုံးကိုမှတ်ပုံတွေလုပ်ပေးမယ်ဒီနိုင်ငံသားစီစီကပ်ပြမရသေးတဲ့ကျွန်တော်တို့အခြားသောကျွန်တော်ဘာသာဝင်တွေရှိတယ်ဘယ်လိုပဲဖြစ်ကျွန်တော်ဒါဘာသာရေးကိုထိခိုက်တာမဟုတ်ဘူးသူခရစ်ယာန်ပဲကိုယ်ကွယ်အစ္စလာမ်ပဲကိုယ်ကွယ်ဟိန္ဒူပဲကိုယ်ကွယ်အားလုံးကကျွန်တော်တို့နိုင်ငံသားတွေပါပဲကျွန်တော်တို့ဒီစိတ်ပဲရှိပါတယ်အသားဖြူတာတွေမဲတာတွေဘာမှမရှိပါဘူးအားလုံးကကျွန်တော်တို့နိုင်ငံသားတွေပါပဲအဲ့လိုနိုင်ငံသားစီစီကပ်ပြမရသေးတဲ့အဲ့ဒီလိုပုံကိုယ်တွေကိုလည်းကျွန်တော်တို့နိုင်ငံသားစီစီကပ်ပြရရှိဖို့အတွက်ဆောင်းပေးမယ်ဆောင်းတဲ့ကမှာကျွန်တော်ရက်100ထဲမှာရက်100အတွင်းမှာဒီစီမံချက်တွေကမပြီးသေးဘူးဆိုရင်လည်းပဲကျွန်တော်ဆက်ပြီးတော့ထပ်တိုးပြီးတော့ကျွန်တော်ဆောင်းပေးမယ်လို့ဒါလောက်ကဝင်ဦးမြင့်ဆိုင်ကပြောကြားသွားတယ်ဒါလေးကကျွန်တော်တို့နိုင်ငံသားတွေနဲ့သက်ဆိုင်တဲ့ဟာလေးဖြစ်တယ်အားလုံးကျွန်တော်ဝမ်းသာမဲ့တဲ့လေးလည်းဖြစ်ပါတယ်